လူဘဝဆိုတာခဏတားလေးပဲဆိုတာကိုတတိယပါဘာမှမပါဘဲရောက်လာခဲ့ပြီးတဘဝလုံးအရာရာကိုလိမ့်လန်းရှာဖွေခဲ့ပြီးမှဘာမှမပါဘဲပြန်ထွက်သွားရမှာပါပတ်စံတွေကားတွေအိမ်တွေစိတ်ဖိစီးခဲ့ရတဲ့အရာတွေကျမ်းမာရေးကိုရင်းပြီးရယူခဲ့တဲ့ယာထူးတွေဘာတစ်ခုမှမဲနဲ့အတူပါသွားမှာမဟုတ်ပါဘူးဒါဆိုဘာအတိတ်ပဲရှိလို့လဲငါတို့ဟာတည်ရင်ပါမသွားမယ့်အရာတွေကိုစူဆောင်းရင်းပင်ပန်းနွမ်းနေကြတယ်စိန်ငိမ့်တချင်းကိုပစ္စည်းဥစ္စာနဲ့လဲအချိန်ကိုဂုံပကားနဲ့လဲဆက်ဆံရေးတွေကိုအလုတ်အကင်နဲ့လဲလွယ်ခဲ့ကြပြီးနောက်ဆုံးမှာတော့ဘာတစ်ခုမှယူသွားလို့မရပါဘူးလက်စုပ်လက်ကန်ရတာတွေထက်မင်းရဲ့စိတ်ဝိညာဉ်အတွက်ပိုရအောင်လုပ်ပါစူဆောင်းယုံတတ်တတ်မဟုတ်ပဲတကယ်ပဲရှင်တန်ခဲ့ပါစေအဆုံးမရှိရှာဖွေယုံတတ်တတ်မဟုတ်ပဲနက်နက်ဆိုင်ဆိုင်ချစ်ခဲ့ပါစေအဆုံးတက်တဲ့အခါအောင်မြင်ယုံတတ်တတ်မဟုတ်ပဲပြည့်စုံနေပါစေတိုင်းတာလို့မရတဲ့အရာတွေကဒါတကယ်အရေးကြီးပါတယ်ဆက်သွယ်မှုရင်းချက်မှုငြိမ်းချမ်းမှုရည်ရွယ်ချက်မင်းထွက်ခွာတဲ့အခါမင်းရဲ့လက်တွေဗလာထည့်နေမှာပါမင်းရဲ့စိတ်ဝိညာဉ်ကိုတော့ဗလာမထည့်ပါစေနဲ့